နောင်တရစီတတ်တဲ့အကြောင်းတရားနှစ်ပါးကိုမပြောသေးခင်မှာဖရာမဖြစ်ခင်ဖရာအလောင်းတော်ဘဝဇနတန္တလို့အမည်ရတဲ့ရှင်ဘုရင်ကြီးတစ်ပါးဖြစ်ခဲ့ဘူးတဲ့ဦးဇင်းတို့ဖရာအလောင်းတော်ကြီးဇနတန္တတဲ့အင်မတန်မင်းကျင့်တရားနဲ့ပြည့်စုံတယ်သဘောထားကြီးတယ်သီလသမာဓိပညာနဲ့ပြည့်စုံတယ်တိုင်းသူပြည်သားတွေကိုတရားဓမ္မနဲ့အုပ်ချုပ်တယ်အမြဲတမ်းဆုံးမတယ်ဇနတန္တမင်းကြီးဆိုတာရှိခဲ့ဘူးတဲ့အဲ့ဒီဇနတန္တမင်းကြီးပြောတဲ့နောင်တတရားကိုဦးဇင်းတို့ဥစွာပြောကြည့်ရနော်ဇနတန္တမင်းကြီးကတိုင်းသူပြည်သားလူအများကိုသင်တို့ဒီတရားတွေကိုလွန်ကျူးရင်ဒီတရားတွေကိုမပြုလုပ်ရင်နောင်ကာလမှာနောင်တတရားနဲ့ဆင်းရဲရတတ်တယ်ပူပန်ရတတ်တယ်ဆိုပြီးတော့နောင်တရကြောင်းတရား10ပါးအမြဲတမ်းဟောလေရှိတယ်တဲ့ဘုရားရှင်ကိုရောမြတ်ကြီးဖြစ်မှဟောတဲ့နောင်တကိုဦးဇင်းတို့နောက်မှပြောမယ်နော်ဘုရားမဖြစ်ခင်အလောင်းတော်ဘဝတုန်းကပြောခဲ့တဲ့နောင်တကလေးကိုအရင်စူးစမ်းလေ့လာကြည့်ရဟုတ်လားဦးဇင်းတို့လူရင်းလေးကိုပဲအကျဉ်းကလေးတွေကြီးပဲပြောသွားမယ်ဟုတ်လားဒီတဏှာကြီးပူအချိန်ကလေးမှာအဲ့ဒီဇနတန္တမင်းကြီးပြောတဲ့နောင်တရစီတတ်တဲ့အကြောင်းတရားတွေကိုမန္တလေးစတော်ဘုရားကြီးကမဂဒေဝလင်္ကာကျမ်းကြီးမှာရေးသားတော်မူခဲ့တယ်အဲ့ဒါလေးကိုအနှစ်ချုပ်မှတ်ကြရအောင်ဟုတ်လားငယ်ကလည်းရင်မသိပညာဥစ္စာမစုသူချစ်ကိုဖြက်သူတတ္တဆာသူမယား၌ပြင်မတုံပြီးပစ္စည်းရှိလျက်ဆိုးစီမလူမွေးမြူမိဘမပြုကြနဲ့ပညာရှိထံဤခံမမအမျက်မကျင်ဤဆယ်စင်ကကြည်ရင်စေရာအိုသောခဝဲပူစာနောင်တရှိတစွာတိဇနတန္တမင်းကြီးပြောခဲ့တဲ့နောင်တတရား10ပါးကိုမန္တလေးစတော်ဘုရားကြီးကမှတ်သားဖို့လွယ်ကူစေခြင်းအကျိုးငါရွတ်ဖတ်ဖို့လွယ်ကူစေခြင်းအကျိုးငါလှလှပပလင်္ကာလေးစီထားတယ်နော်အဲ့ဒါလေးကိုဦးဇင်းတို့မာတိကာသဘောမျိုးလေးထားပြီးတော့ပြောကြည့်ရအောင်ငယ်ကလျင်မသိပညာဥစ္စာမစုငယ်တုန်းကအတတ်ပညာတွေမသိငယ်ဘူးဆိုလို့ရှိရင်ကြီးတော့ပင်ပန်းပန်းလောက်ကင်စားတော့ရတော့သို့မဟုတ်လူရေးလူရာမှာအရာမရောက်ဖဲနဲ့ပညာမဲ့တဲ့လူဒန်းစားတရက်အနေနဲ့မိမိတို့မှာငယ်တုန်းကငါပညာမသင်ခဲ့ရပါလားပညာမသင်ခဲ့ရလို့လူဒန်းစီမနေရပါလားပစ္စည်းဥစ္စာအတွက်စားဝတ်နေရေးအတွက်နဲ့ပင်ပန်းပန်းလောက်ကင်စားတော့နေရပါလားလို့နောင်တစ်ချိန်မှာနောင်တရတတ်တယ်တဲ့နော်ကလေးလေးတွေအရွယ်ကစပြီးတော့နားလေဖို့ကောင်းတဲ့တရားပေါ့ဟုတ်လားအောက်မှာကလေးလေးတွေတွေ့ရတယ်နော်အဲ့ဒီတော့ပထမနောင်တမရအောင်ငယ်ကလျင်မသိပညာနောင်တတရားရခြင်းရဲ့နံပါတ်1အကြောင်းကဘာလဲငယ်တုန်းကပညာမသင်ခဲ့လို့ရှိရင်ကြီးရင်နောင်တရတတ်တယ်ဟုတ်လားငယ်ကလျင်မသိပညာဥစ္စာမစုပစ္စည်းဥစ္စာရှာနိုင်တဲ့အရွယ်မှာပစ္စည်းဥစ္စာကိုမစုဆောင်းခဲ့ဘူးဆိုရင်လည်းပဲကြီးတော့နောင်တရတတ်တယ်ခန္ဓာကိုယ်ကြီးလာတော့စွမ်းအင်တွေကအကုန်လုံးဆုံးကုန်ပြီဆုပ်ယုပ်ကုန်ပြီမရှာနိုင်တော့ဘူးမဖွေနိုင်တော့ဘူးအဲ့ဒီအချိန်မှာပစ္စည်းလက်မဲ့အဖြစ်ဖြင့်ငယ်တုန်းကငါပစ္စည်းတွေတော့ရအောင်ရှာနိုင်ခဲ့တာပဲဒါပေမဲ့အဲ့ဒါတွေငါကောင်းမမစုမဆောင်းခဲ့တော့အခုဒီမှာပူလောင်နေရပြီဆင်းရဲနေရပြီဆိုပြီးတော့နောင်တရတတ်တယ်ငယ်ကလျင်မသိပညာဥစ္စာမစုဥစ္စာမစုလို့ပြောတာနော်ဥစ္စာမရှာလို့မပြောဘူးဟုတ်လားဥစ္စာမစုရှာတာတဲ့စုတာကပို့ပြီးတော့အရေးကြီးတယ်ဘလောက်ပဲရအောင်ရှာမစုမဆောင်းလို့ရှိရင်ဒုက္ခရောက်မှာပဲဟုတ်လားသုံးမယ်ဆိုရင်ရှာခြင်းတလောက်ရှာကိုအောင်သုံးလို့ရတာပဲဗျဟုတ်လားအဲ့ဒီတော့ကြီးတော့ပစ္စည်းဥစ္စာနဲ့ပတ်သက်တဲ့အယူဆတစ်ခုကရှာနိုင်ဖို့တဲ့စုဆောင်းနိုင်ဖို့ကအရေးကြီးတယ်အဲ့လိုစကားလေးတွေကိုတိတိကျကျလေးနားလည်ရမယ်နော်ဒါကြောင့်ငယ်တုန်းကပညာမသင်ခဲ့ရင်နောင်တရမယ်ငယ်တုန်းကဥစ္စာမစုခဲ့ရင်ကြီးတော့နောင်တရမယ်ငယ်ကလျင်မသင်ပညာဥစ္စာမသုသူချစ်ကိုဖြက်သူတတ္တစာသူချစ်ကိုဖြက်တဲ့နော်တပါးသောသူတို့ရဲ့ချစ်ချင်းတရားတွေကိုပြပြားစေတဲ့စကားမျိုးနော်ကိုပြောလိုက်လို့စီလုံးမှုတွေပြပြားသွားတယ်ချစ်တဲ့သူနှစ်ဦးရဲ့အချစ်တွေခန်းချောက်သွားတယ်
အဲ့ဒါကြောင့်သူတို့စိတ်ဆင်းရဲသွားကြတယ်အဲ့ဒါမျိုးတွေကိုလုတ်ခဲ့ဘူးမယ်ဆိုရင်ကြီးလာတော့နောင်တရတတ်တယ်တဲ့ဟုတ်လားကိုယ်စကားကြောင့်လူသားအချင်းချင်းစီလုံးမှုမပြတ်ပြားစေသင့်ဘူးဟုတ်လားဘာကြောင့်လဲဆိုတော့စီလုံးမှုပြတ်ပြားပြီးတော့အမုန်းတရားတွေပွားသွားတယ်ဆိုရင်အကုသိုလ်အင်မတန်ကြီးတယ်ကိုယ်ကြောင့်သူတစ်ပါးအကုသိုလ်တွေအများကြီးကြီးသွားတာမို့လို့အဲ့ဒါနောင်တရစေတတ်တယ်ဟုတ်လားငယ်ကလျင်မသိပညာဥစ္စာမရှိသူချစ်ကိုဖြက်သူသက်သစာစားရရဟင်းဒီဟင်းရွက်အသီးအနှံတွေအများကြီးရှိပါလှဲ့ခင်နဲ့တနည်းအားဖြင့်ပန်းတကူအသားတွေဘာတွေလဲဝယ်စားမယ်ဆိုစားလို့ရပါလှဲ့ခင်နဲ့သူများအသက်ကိုကိုယ်တိုင်တတ်ပြီးတော့စားတာတနည်းအားဖြင့်ကိုယ့်ကြောင့်သူများအသက်သေရတာကိုစားဖို့အတွက်ကိုပယောကမကင်းမဲနဲ့ပေါ့လေဟုတ်လားအေးအဲ့ဒါလို့သူများအသက်ကိုတတ်စားရင်လည်းပဲကြီးတော့နောင်တရတတ်တယ်ဒီခန္ဓာကိုတည်တံ့ရေးအတွက်ငါလုပ်ခဲ့တာဘာမှလည်းအနှစ်ရှိတာလည်းမဟုတ်ဖဲနဲ့ဟုတ်လားအဲ့ဒါလို့ကြီးတော့အတိကလေးတွေကလည်းရှိလာမှလေငယ်ငယ်ရွယ်ရွယ်အဲ့ဒါလို့တောင်းတောင်းကြမ်းကြမ်းအစားအသောက်အတွက်နဲ့ပါဏာတိပါဒမှုတွေအများကြီးပြုခဲ့ရင်နောင်တရတတ်တယ်ငယ်ကလျင်မသိပညာဥစ္စာမရှိသူချစ်ကိုဖြင့်သူတတ်တဆာသူမရနိုင်ပြမဒုံပိဟောမိမတွေမတုကာမတွေအများကြီးရှိပါလှဲ့ခင်နဲ့သူတစ်ပါးပိုင်နဲ့မလွတ်မလပ်အမျိုးသမီးနဲ့မှငါဒီလိုဖောက်ပြားမှုဖြစ်ရတယ်လို့ကြီးတော့နောင်တရတတ်တယ်အမျိုးသမီးဒီဘက်ကကြည့်မယ်ဆိုလို့ရှိရင်လည်းပဲငါမှကာမပိုင်လင်ယောက်ျားရှိပါလှဲ့ခင်နဲ့ငါသစ္စာတွေပြက်ခဲ့တယ်လို့ကြီးတော့နောင်တရတတ်တယ်ဒါကိုချက်ပြီးတော့တွေးရမယ်နော်အဲ့ဒီကိစ္စကလည်းအင်မတန်ကြီးကျယ်တဲ့ကိစ္စကြီးတစ်ခုပဲဟုတ်လားအေးဒါကြောင့်လွန်ကျူးမိရင်နောင်တတွေနဲ့ပူပန်ရတတ်တယ်နော်သူချေကိုဖြတ်သူတတ်သစာသူမရနိုင်ပြမဒုံပိပစ္စည်းရှိလျက်ဆိုးစီမလှူဟောပစ္စည်းဥစ္စာပြည့်စုံမှလှဲ့ခင်နဲ့လှူမယ်ဆိုရင်လှူနိုင်မှလှဲ့ခင်နဲ့မလှူခဲ့ဘူးမပေးခဲ့ဘူးနှမျောခဲ့တယ်ဝန်တိုခဲ့တယ်ဒါကလည်းခက်တော့ခက်ကြီးပဲလှူနိုင်ဖို့အတွက်ပစ္စည်းဥစ္စာဘယ်လောက်ရှိရမယ်လို့သတ်မှတ်ချက်ကတော့မရှိဘူးနော်ဘယ်လောက်ရှိမှလှူရမယ်လို့သတ်မှတ်ချက်မရှိဘူးနည်းနည်းရှိလဲနည်းနည်းလေးတည်းကသာကိုလှူခြင်းရင်လှူလို့ရတာပဲကိုမလှူခြင်းရင်တော့အများကြီးရှိလဲလှူလို့မရဘူးအဲ့တော့လှူရေးတန်းရေးမှာပစ္စည်းဥစ္စာကအဓိကကြတာမှန်ပေမဲ့လို့တရားတရားကပစ္စည်းဥစ္စာတဲ့ပူပြီးတော့အဓိကကြတယ်သူမရှိရင်ဘာမှကိုမလှူနိုင်ဘူးပစ္စည်းမရှိပေမဲ့လို့တရားတရားရှိမယ်ဆိုရင်တော့ဟုတ်လားဆွန်ကလေးတစ်စုံရေကလေးတစ်မှုတ်ဒီလောက်ကလေးကတော့လူတိုင်းပေးနိုင်တယ်နော်အေးဒါကြောင့်ပစ္စည်းရှိရတဲ့မလှူခဲ့လို့ရှိရင်ကြီးလာတော့ဩငါမယ်ကုသိုလ်ကောင်းမှုတွေလှုပ်ခွင့်ကြုံရဲ့နဲ့ငါမလှုပ်ခဲ့ဘူးငါမိုက်ခဲ့တာလို့နောင်တရတတ်တယ်တဲ့ငယ်ကလျင်မသိပညာဥစ္စာမရှိသူချစ်ကိုဖြက်သူတတ်တဆာသူမရနိုင်ပြမဒုံပိပစ္စည်းရှိလျက်ဆိုးစီမလှူ6မျိုးရှိသွားပြီနော်မွေးမြူမိဘမပြူကြနဲ့ဟုတ်လားမိဘနှစ်ပါးအသက်ထင်ရှားရှိပါလဲကဲနဲ့ကိုယ့်ပေါ်မှာမေတ္တာအကြီးဆုံးဖြစ်ခဲ့တဲ့ပုဂ္ဂိုလ်တွေကိုယ့်ပေါ်မှာကျေးဇူးအကြီးဆုံးဖြစ်ခဲ့တဲ့ပုဂ္ဂိုလ်တွေကိုကျေးဇူးတရားတုံ့ပြန်ရကောင်းမှမသိဘူးမေတ္တာတရားနဲ့တုံ့ပြန်ပြီးတော့ချစ်ရကောင်းမှမသိဘူးမိဘကိုမွေးခဲ့ရကျွေးခဲ့ရကောင်းမှပြုစုရကောင်းမှယူရကောင်းမှမသိခဲ့ဘူးဆိုရင်အဲ့ဒါမိဘတွေလည်းဆုံးမသွားပြီကိုကမိဘနေရာရောက်လာပြီအသက်တွေတဖြည်းဖြည်းကြီးလာပြီဘဝနောက်ကြောင်းလေးပြန်ပြီးတော့ကြီးလိုက်တော့ဩငါမိုက်ခဲ့တာအမေဖေကိုလွမ်းဆွတ်တန်းတပြီးတော့ငါဘာမှဝတ္တရားမကြည်ခဲ့ဘူးဆိုပြီးတော့နောင်တတွေရလိမ့်မယ်တဲ့ဘယ်နှပါးရှိသွားပြီ9ပါးရှိသွားပြီအေးပြီးတော့ကိုယ့်ရဲ့အုပ်ဆိုးတဲ့ဖခင်ကိုကလန်ကရှံပြန်ပြီးတော့လှုပ်ခဲ့ရင်လည်းပဲဩငါဖခင်ကငါ့ကိုလိမ္မာစေခြင်းလို့ဆုံးမတာငါကနားမထောင်ခဲ့ဘူးမထေမဲ့မြင်ပြုတ်ခဲ့တယ်ဆိုပြီးတော့လည်းပဲနောင်တရတတ်တယ်တဲ့ဘယ်နှမျိုးရှိပြီလို့8ချက်ရှိသွားပြီနော်မွေးမြူမိဘမပြူကြနဲ့ပညာရှိထံနီးခံမမှတ်အမျက်မကျင့်ဤဆယ်စင်ငါကုကုမြောက်ကပညာရှိသူတော်ကောင်းတွေလောကရဲ့အကြောင်းဘဝရဲ့အကြောင်းနားလည်ကြတဲ့ပုဂ္ဂိုလ်တွေဆင်းရဲကြောင်းချမ်းသာကြောင်းကိုနားလည်ကြတဲ့သိကြတဲ့ပုဂ္ဂိုလ်တွေလောကကြီးမှာအများကြီးပဲရှိတယ်အဲ့ဒါတွေကိုဆင်းရဲကြောင်းကဘာလဲလို့မေးရကောင်းမှမြန်းရကောင်းမှမသိဘူးချမ်းသာကြောင်းကဘာလဲလို့မေးရမြန်းရကောင်းမှမသိဘူးတန်တရားဆိုတာဘယ်လိုနိဗ္ဗာန်ဆိုတာဘယ်လိုထင်ရှားရှိနေတဲ့ဒီငြိမ်းချမ်းကြောင်းတရားတွေနဲ့သိနိုင်ခွင့်မြင်နိုင်ခွင့်ရှိနေတဲ့အခါမှာ
သိတဲ့မြင်တဲ့ပုဂ္ဂိုလ်တွေရှိလဲရှိနေပါလှဲ့ခင်နဲ့ကိုမမေးခဲ့ဘူးနီးမခံခဲ့ဘူးမစူးစောင်းခဲ့ဘူးအဲ့ဒီပုဂ္ဂိုလ်ရဲ့ထံမှာချင်းကပ်ပြီးတော့တပြိမခံခဲ့ဘူးမာနတွေနဲ့တင်းပြီးတော့ဟုတ်လားအသိဉာဏ်ဆိုတာတူးစီကနဲ့တူးစီးဆင်းသွားရတဲ့သဘောမျိုးရှိတာကိုဗျာဟုတ်လားစကလုံးတွေကနေတခြင်းအတိပ္ပယ်ဖွင့်ဆိုချက်တွေနဲ့နားလည်ကြရတာမဟုတ်လားအေးဒါကြောင့်ပညာရှိသူတော်ကောင်းအသိအမြင်ရှုရှာတော်မူကြတဲ့ကျေပြန့်တော်မူကြတဲ့ပုဂ္ဂိုလ်ကြီးတွေရှိပါလှဲ့ခင်တဲ့ကိုကျိုးစည်းဝါအစစ်အမှန်ကိုမေးမြန်းရကောင်းမှမသိတပည့်ခံရကောင်းမှမသိတော့ကြီးတော့အဲ့ဒါဘာဖြစ်လဲဆိုတော့တော်ထဲမှာကျွဲကန်းကြီးလျှောက်သွားနေသလိုမျိုးဘာတရားမှမသိဘာအကျိုးအကြောင်းမှမသိချမ်းသာကြောင်းလည်းမသိဆင်းရဲကြောင်းလည်းမသိဘာမှမသိဘဲနဲ့ရှင်ကန်းတော်တို့ပေါ့နော်အေးအဲ့ဒါလိုနဲ့မှားယွင်းတဲ့အလုပ်တွေကိုလုံမိတတ်ပြီးတော့မှန်ကန်တဲ့အလုပ်တွေနဲ့လွဲချော်တတ်ပြီးတော့နောင်တတွေနဲ့ပူရတတ်တယ်တဲ့သူကတော်တော်ကိုအရေးကြီးတယ်လို့ထင်တယ်ဗျနော်ပညာရှိထံနီးခမ်းမမှတ်အမျက်မကျင်ဤဆယ်စင်ငါနောက်ဆုံးတရားကတော့ငယ်ရွယ်တဲ့အချိန်ခန္ဓာကိုယ်ဆွမ်းအားဉာဏ်ဆွမ်းအားစိတ်ဓာတ်ဆွမ်းအားတွေလည်းရှိသူတော်ကောင်းတရားကိုဘယ်လိုကျင့်ရတယ်ဆိုတဲ့နိလန်းတွေကိုလည်းပြည့်ပြည့်စုံစုံသိတယ်အားလုံးအယံသင့်ဖြစ်နေခဲ့ပါလှဲ့ခင်နဲ့မြတ်သောအကျင့်ကိုအကြောင်းအမျိုးမျိုးကြောင့်မကျင့်မိဘူးပိဋကဟိအကြောင်းတွေတော့မပြောတော့ဘူးဗျအကြောင်းအမျိုးမျိုးကြောင့်ကတော့ဟုတ်လားအမျက်မကျင့်ရခြင်းရဲ့အကြောင်းအမျိုးမျိုးအကြောင်းကိုပြောမယ်ဆိုရင်တရားကတဏှာကြီးအတွင်းအဲ့ဒီအကြောင်းအမျိုးမျိုးတွေပြောနေတာနဲ့ပြီးတော့မှမဟုတ်တော့ဟင်တရားမကျင့်နိုင်ခြင်းရဲ့အကြောင်းအမျိုးမျိုးတွေအများကြီးမရှိဘူးလားရှိတယ်အဲ့ဒါပါလဲဆိုတော့ကိုယ်အတွေးလေးနဲ့ကိုယ်အဟုတ်ကြီးမှန်နေတာအဲ့ဒါပဲတရားမကျင့်ခြင်းရဲ့အကြောင်းအမျိုးမျိုးကိုအကျဉ်းချုပ်လိုက်ရင်တခါကြီးရဲ့အဲ့ဒါပဲဗျကိုယ်အတွေးလေးတွေကိုကိုယ်အမှန်ထင်နေတာဟုတ်လားကိုယ်အတွေးကိုကိုယ်အမှန်ထင်နေတာဘုရားအစရှိတဲ့ပညာရှိသူတော်ကောင်းကြီးတွေကမြတ်သောခြင်းကိုကျင့်လို့သူတို့ကတော့မေတ္တာကရုဏာပြဋ္ဌာန်းပြီးတော့ပြောတာပဲကိုယ်လည်းကြားတာပဲသိတာပဲဒါပေမဲ့သူတို့ခိုင်းတာကိုအကောင်ထဲဖော်ပြတာများသလားကိုယ်အတွေးတွေကခိုင်းတာတွေကိုအကောင်ထဲဖော်ပြတာများလားအေးအတွေးတွေကလည်းအမျိုးကိုစုံနေတာပဲလူအများကြီးရဲ့အတွေးကိုပြောနေတယောက်တည်းရဲ့အတွေးကိုအမျိုးမျိုးရှိလိမ့်မယ်ဟုတ်လားအဲ့ဒီအတွေးပေါင်းစုံတို့ရဲ့လှည့်စားချက်ဓာန်ကိုမိပြီးတော့ခွန်အားတွေရှိတုံးကမြတ်သောအကျင့်ကိုမကျင့်လိုက်မိဘူးတဲ့အဲ့ဒါအသက်ကြီးလာတော့အိုမင်းလာတော့သေပေါက်သေဝရောက်လာပြီဆိုတော့နောင်တတွေနဲ့ပူရတတ်တယ်နောင်တတရားဘယ်နှမျိုးလဲ10မျိုးအဲ့ဒါဇနတန္တမင်းကြီးပြောတဲ့နောင်တ10ပါးတဲ့ဗျာသူ့တိုင်းသူပြည်သားတွေကိုသူအမြဲတမ်းဆုံးမတဲ့နော်ဒါကြောင့်အချိန်ရှိတုံးအရွယ်ရှိတုံးမှာကြီးလာတဲ့အခါမှာနောင်တတရားတွေနဲ့မပူလောင်ရအောင်ဒီ10မျိုးကလည်းပဲမှတ်သားစရာအင်မတန်ကောင်းတယ်လို့ဦးဇင်းတို့ကတော့ထင်တယ်ဟုတ်လားဒါကြောင့်လူငယ်တွေအတွက်လည်းရည်ရွယ်ပြီးတော့ပြောလိုက်ပါတယ်နော်ထပ်ပြီးတော့ဏိကုံးကျုပ်လေးတစ်ခေါက်ရွတ်မယ်နော်အဲ့ဒီလင်္ကာလေးကိုငယ်ကလျင်မသိပညာဥစ္စာမရှိသူချစ်ကိုဖြက်သူတတ္တဆာသူမယား၌ပြင်းမတုံပြီးပစ္စည်းရှိလျက်ဆိုးစီမဲ့လူမွေးမြူမိဘမပြူရနဲ့ပညာရှိထံဤခံမမှအမျက်မကျင်ဤဆယ်စင်ကကြီးရင်စရာအိုသောခါဝဲပူစာနောင်တရှိတစွာဒီဒါနောင်တတရား10ပါဟုတ်လား